Palestine Israel ပြည်ပခါအတွင်းနိုင်ငံတကာဥပဒေနဲ့လူအခွင့်အရေးဟာပြောင်ပြောင်တင်းတင်းချိုးဖောက်ခံနေရပြီးနိုင်ငံဖြည့်ရှင်းမှုနည်းလမ်းဟာထိပါတိုက်စားခံနေရကြောင်းကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကဖေဖော်ဝါရီ23ရက်ကကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ62ကြိမ်မြောက်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ဂူတာရက်စ်က၎င်းအနေနဲ့အခုလဆန်းပိုင်းမှာပါလက်စတိုင်းပြည်သူတွေရဲ့လွှဲပြောင်းရေးမရသောအခွင့်အရေးများကျင့်သုံးရေးဆိုင်ရာကုလသမဂ္ဂကော်မတီထံကိုတင်ပြချက်လှုပ်ဆောင်ခဲ့ရာအကြောင်းအရာတွေမှာပါလက်စတိုင်းသိမ်းပိုက်ခံထားရတဲ့နယ်မြေပေါ်မှာဖြစ်ပွားတဲ့လူအခွင့်အရေးလူသားဂုဏ်သိက္ခာနဲ့နိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့လုပ်ရများပါဝင်ကြောင်းပြောကြားခဲ့ပါတယ်။လက်ရှိအခြေအနေဟာဆိုးဝါးလာပြီးအတီးအလင်းဖြစ်ခါတမင်ရွယ်ချက်ရှိတာကြောင့်နိုင်ငံဖြည့်ရှင်းမှုနည်းလမ်းဟာပေါ်ပေါ်တင်းတင်းအခြေအနေမှာတိုက်စားခံနေရကြောင်းနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့အဲ့လိုအခြေအနေဖြစ်ပွားနေမှုကိုလုံးဝခွင့်ပြုလို့မရကြောင်း၎င်းကဆိုပါတယ်။နိုင်ငံအသီးသီးအနေနဲ့ကုလသမဂ္ဂပြည်ညင်စာတမ်းအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြီးညာစာတမ်းနဲ့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကိုကာကွယ်ပေးခြင်းကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ပြုပြင်ပြောင်းလဲမှုကိုတွန်းအားပေးခြင်းဖွံ့ဖြိုးဆဲနိုင်ငံတွေကနိုင်ငံတကာဗန်နာရေးဖွဲ့စည်းပုံအတွင်းစစ်မှန်တဲ့ပါဝင်ခွင့်နဲ့ပုံမအလေးသာတဲ့ပြောဆိုခွင့်တွေပိုင်းဆိုင်မှုကိုတေချာစေခြင်းတို့ကိုလှုံ့ဆော်မှုလဲဂူတာရက်စ်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ62ကြိမ်မြောက်အစည်းအဝေးကိုဖေဖော်ဝါရီ23ရက်ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာစတင်ဖွင့်လှစ်ကျင်းပခဲ့ပြီးမတ်31ရက်မှာကျင်းပပြီးစီးမှာဖြစ်ပါတယ်။